တိုက်တန်တွေရန်ကနေအလုံးစုံဆုံးရှိနာတတိုင်းရဲ့အတွင်းဘက်အောက်ထဲမှာမြေရောက်မြို့တော်တစ်ခုရှိနေပြီးအဲ့နေရာမှာနေထိုင်နေသူတွေကလည်းနေအလင်းအောင်ဆိုတာကိုတော့မမြင်ဘူးကြပဲတိတ်ဆုံးသွားကြရတာဖြစ်ပါတယ်အဲ့မြို့မှာလီဗိုင်နဲ့ဖာလန်တို့နှစ်ယောက်လည်းနေကြပြီးလမ်းဘေးမိဘမယ်တွေနဲ့အတူတူအလစ်တုပ်ခိုးဝက်ဒူးစရိုက်မှုတွေကိုအထကြကြကျူးလွန်ကြပါတယ်အဲ့တဲကဂျန်ဆိုတဲ့ကောင်လေးရဲ့ခြေထောက်တန်ရာကကုသစရိတ်ကြီးလုံးတဲ့အပြင်မြေပေါ်ကဆေးရုံတွေမှာပဲပျောက်ကင်းရကုသလို့ရနိုင်မှာဖြစ်ပေမဲ့မြေရောက်မြို့တော်ကနေထွက်ခွာဖို့ခွင့်ပြုစာလိုတဲ့အပြင်မြေပေါ်ကိုတက်နိုင်မှုအတွက်လည်းလှေကားဆောင်ဒူမိုက်တွေကဖြတ်တန်းကားကိုသူတို့စိတ်ကြိုက်စက်ကြီးတောင်းနေကြတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲပတ်စံမရှိတဲ့လူမဲတွေကမြေရောက်မြို့တော်မှာနေအောင်နဲ့မထိတွေ့ရတဲ့အတွက်ခြေထောက်တွေကချိနေကုန်ကြတာဖြစ်ပြီးဖာလန်ရဲ့အမိကလည်းအဲ့ဒီဝေဒနာနဲ့ပဲအသက်ဆုံးရှုံးခဲ့ရတာကြောင့်ဂျန်ကိုဆိုရင်ဖာလန်ကလောအားကအမြဲပိုပေးနေကြတာဖြစ်ပါတယ်အဲ့ချိန်သူတို့အိမ်ကိုစုပ်ပြီးစုပ်ပြတ်တဲ့ကောင်မလေးတယောက်ရောက်လာခဲ့ပြီးမြေပြင်ပေါ်ကိုဖြတ်တန်းကမပေးပဲတက်ဖို့ကြိုးစားတဲ့အတွက်လိုက်ဖမ်းနေကြတာဖြစ်ပါတယ်အဲ့ဒီလေကားကဝင်ကြီးလိုဘောရဲ့ထိချုပ်မှုအောက်မှာရှိနေရကြောင်းဘယ်သူမှသွားမဆရဲပြီးမြဲအတန်းကြိုက်တဲ့လီဗိုင်ကတော့သူ့အိမ်ပေါ်ကိုရှုံ့နေတဲ့တက်လာတဲ့ကောင်ကိုပညာပြပေးလိုက်ပါတယ်အချင်းနေမဟန်တဲ့လူမိုက်တွေပြန်သွားတဲ့အချိန်ကျမှအစ္စဘယ်ဆိုတဲ့ကောင်မလေးကဒိုင်ယန်ရနေရဲ့ငှက်ကိုလှုပ်ပေးဖို့မြေပြင်ပေါ်ကိုသွားဖို့ကြံစီခဲ့တာမှန်သိသွားကြပါတယ်အစ္စဘယ်ကလီဗိုင်နဲ့ဖာလန်တို့ 3D ဂီယာနဲ့မြို့ထဲမှာလွတ်လွတ်လပ်လပ်ပြန်တန်းနေရကိုမြင်ဘူးတဲ့အတွက်သူတို့အဖွဲ့တွေပါဝင်ငှက်တောင်းခဲ့ပြီးလီဗိုင်ကလည်းလက်ခံပေးလိုက်တာကြောင့်အချိန်ကြာလာတဲ့မြအစ္စဘယ်ကသူတို့ရဲ့အဖွဲ့သားညီမလေးတယောက်လိုဖြစ်လာခဲ့ပါတယ်တနေ့မှလူတယောက်ကသူတို့စီကိုအလုတ်လာခဲ့ပြီးအဖိုးကဆယံအနေနဲ့ဂျန်ကိုမြေပေါ်ကဆေးရုံမှာခွဲစိတ်ကုသပေးမယ်လို့ပြောတဲ့အတွက်လီဗိုင်လည်းလက်ခံပေးလိုက်ပါတယ်မြေပြင်ပေါ်တက်တဲ့ထွက်ပေါက်နားမှာရထလုံးနဲ့အသေးဆောင်နေတဲ့လူတယောက်ကသူခိုင်းတဲ့အလုပ်ကိုသာအောင်မြင်အောင်လုပ်နိုင်ရင်စုချင်းငွေအမြောက်အများပေးမဲ့ပြီးမြေရောက်မြို့တော်မှာမဟုတ်ပဲမြေပြင်ပေါ်မှာနေထိုင်ခွင့်ရအောင်မှလုပ်ပေးမယ်လို့ခရီးပေးလိုက်ပါတယ်ဂျန်ကိုလည်းတကယ်ကုသပေးနေရဲ့ပြင်လီဗိုင်ဒီအလုပ်ကိုလက်ခံနေဖြစ်စေမခံနေဖြစ်စေပြစ်မှတ်ကရောက်လာနိုင်မယ်လို့ပြောတဲ့အတွက်ငင်းလို့မရတော့ပဲနောက်တစ်ရက်မှာတော့လီဗိုင်တို့ရဲ့မြေရောက်ရာဇဝတ်အဖွဲ့တွေကထုံးစံအတိုင်းခိုးဆုပ်လူနိုင်လုပ်နေကြပါတယ်အဲ့အချိန်နောက်ကနေ 3D ဂီယာတွေနဲ့ပါလာကြတဲ့အတွက်တက်မတော်ရဲတပ်ဖွဲ့တွေလို့ထင်လိုက်ကြပေမဲ့အဲ့ထဲကတချို့ကောင်တွေရဲ့လှုပ်ရှားပုံကြောင့်တိုက်ပွဲအတွေ့အကြုံပြေးဝပြီးသားကင်းနောက်ဖွဲ့သားတွေမှန်တိသွားကြပါတယ်လီဗိုင်တို့လည်းစီစဉ်ထားတဲ့အတိုင်းလူခွဲလိုက်ပြီးရဲ့နောက်ကင်းနောက်တပ်သားတွေဘလောက်တော်လဲဆိုတာသိရဖို့လီဗိုင်ကသူ့ရဲ့တိကျပိုင်နိုင်တဲ့ကျွမ်းကျင်မှုမြန်ဆန်တဲ့အချိန်နဲ့ပြေးဖို့ကြိုးစားပေမဲ့အပလာတက်မတော်ရဲတပ်ဖွဲ့ဝင်တွေမဟုတ်တဲ့အတွက်မီခဲနဲ့ညီးကြောမဲ့ချိန်အာဝင်ကဝင်တားလိုက်ပါတယ်ပြန်စော်လို့ရပြီမဲ့သူ့ဘက်သားဖာလန်နဲ့အစ္စဘယ်ကအဖမ်းခံလိုက်ရပြီဖြစ်တဲ့အတွက်လီဗိုင်လည်းလက်နက်ချလိုက်ရပြီးအာဝင်ကသူတို့တွေ 3D ဂီယာကိုအဲ့လောက်ကျွမ်းကျင်စွာအသုံးပြုနိုင်တာကလေ့ကျင့်ရေးတက်ထဲဝင်ဘူးတာဒါမှမဟုတ်တယောက်ယောက်ကတင်မေးရလို့ထင်လိုက်ပြီမဲ့တကယ်တမ်းသူတို့ဘာသာလေးလာပြီးအသုံးချနိုင်ခဲ့ကြတာဖြစ်ပါတယ်လီဗိုင်ရဲ့ကျွမ်းကျင်မှုကိုကိုယ်တိုင်တွေ့လိုက်ရတဲ့အာဝင်စမစ်ကလည်းကင်းနောက်တက်ထဲကိုသာလီဗိုင်နဲ့ဝင်မယ်ဆိုရင်လုတ်ခဲသမျှရာဇဝတ်မှုတွေကိုကြေအေးပေးမဲ့အကြောင်းနဲ့လက်မခံရင်တော့များပြားတဲ့ပြစ်မှုမှတ်တမ်းတွေကြောင့်တက်မတော်ရဲတပ်ဖွဲ့ကအမှုန့်ကျိတ်ပစ်နိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်လီဗိုင်လည်းလက်ခံလိုက်ရပြီးကင်းနောက်တက်ထဲကိုရာဇဝတ်သားတွေဝင်လာတဲ့အတွက်အများစုကတော့လက်မခံချင်ကြပေမဲ့အာဝင်ကအမခံပေးနေရကြောင်းပဲသဘောတူလိုက်ကြရပါတယ်ဒါပေမဲ့တပ်ဖွဲ့တွေစဝင်တဲ့အချိန်မှာတည်းအရက်ပပဒေါင်မကျိုးတဲ့အမူအရာနဲ့ဘသူ့မှဂယုမဆိုင်တဲ့ပုံစံကြောင့်အထူးဆန်းဖြစ်နေကြပြီးသူတို့၃ယောက်လုံးကလည်းဖလက်ကွန်ရဲ့အဖွဲ့တွေကတပ်သားတွေဖြစ်လာကြပါတယ်စရောက်တဲ့နေ့မှနေမဲ့ဖုံလင်းလင်းနဲ့စစ်တမ်းလျားကြောင့်အတန်းကျတဲ့ကောင်တွေဂရောက်ဆဖြစ်နေရပြီမဲ့အဲ့လိုကင်းနောက်တဲ့ရအောင်ပဲတမင်အဖမ်းခံခဲ့ကြတာဖြစ်ပြီးသူတို့ရဲ့အလောက်ကလည်းဒီတပ်ဖွဲ့နဲ့ဆက်ဆက်နေတာဖြစ်ပါတယ်ဝင်ကြီးနီကိုလက်လူဘော့စ်ကကင်းနောက်တက်ကိုဘယ်တော့မှသဘောမကျခဲ့ပေမဲ့ဒီတစ်ခေါက်စစ်စင်ရေးအတွက်ဘတ်ဂျက်ကိုပါစိုက်ထုတ်ပေးခဲ့တာကြောင့်ထူးဆန်းနေကြပြီးတကယ်တမ်းလီဗိုင်တို့ကိုအလုတ်ခိုင်းခဲ့တဲ့သူကဝင်ကြီးလူဘော့ဖြစ်တဲ့အပြင်အာဝင်စီမာရှိရဲ့စာရွက်စာတမ်းတစ်ခုကိုခိုးယူပေးဖို့နဲ့အာဝင်စမစ်ကိုပါတခါတည်းတက်ဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်ဝင်ကြီးကတက်မတော်ရဲတပ်ဖွဲ့ကိုလက်နက်ရိုက်ကထောက်ပံ့ပေးနေတဲ့ကုမ္ပဏီနဲ့အဆက်အသွယ်ရှိရဲ့ပြင်ကင်းနောက်တဲ့စစ်စင်ရေးအတွက်အချင်းဘတ်ဂျက်တွေကိုဖျက်ခုတ်လက်စားမှုတွေလုပ်ခဲ့တဲ့အကြောင်းအာဝင်ကတက်တဲ့အတိအကျရထားတဲ့အကြောင်းဝင်ကြီးကအာဝင်ကိုရှင်းပြဖို့ကြံစီထားတာဖြစ်ပါတယ်အာဝင်ကအဲ့လိုစီးစိမ်တွေအာဏာတွေဆိုတာတက်လူသားတွေရဲ့အနာဂတ်ကိုပဲပို့ပြီးအလေးထားတဲ့သူဖြစ်လို့အဲ့အတွက်စစ်စင်ရေးနဲ့စူးစမ်းအထောက်မှုတွေကိုအလဟတ်တက်ဖြစ်အောင်လုပ်တဲ့သူမှန်သမျှကိုခွင့်မလို့ပဲလီဗိုင်ကလည်းအာဝင်ကိုရအောင်တက်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်အတက်ကွန်တိုက်တန် anime ကိုမြန်မာစာရင်းထိုးနဲ့ကြည့်ကျင်နေဆိုရင် Telegram မှာ Geo Anime ခွန်သုံးလုံးလို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ် US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်တရိတ်ဆန်တွေကိုသဘောကျတတ်တဲ့ Isabel ကမြင်းစည်းရဲ့နေရာမှာကျွမ်းကျင်နေပြီးမြေရောက်လောကမှာကျင်လည်လာတဲ့လီဗိုင်ဖို့ 3D ဂီယာကဘလို့အသုံးပြုနိုင်အောင်ဒီဇိုင်းထုတ်ထားလဲဆိုတာဂီယူမဆိုင်ပဲသူ့ရဲ့ပုံစံအတိုင်းညာဘက်ဓာတ်ကိုပြောင်းပြန်ကိုက်ဆောင်ပြီးတောက်ကျိုးနဲ့အမြန်နှုံးနဲ့လက်ကျင်ရင်မှလက်ဆွမ်းပြပေးလိုက်ပါတယ်အဲ့ဒါကြောင့်တိုက်တန်တကောင်ကိုတုတ်တင်နေဆိုတာလူတအူးတယောက်ရဲ့နီးစနစ်ပေါ်မှာမူတီယာမှန်သိသွားကြပြီးအဝင်ဘာကြောင့်လီဗိုင်ကိုရွေးချယ်ခဲ့ရလဲဆိုတာကိုပါသိသွားကြပါတယ်အဝင်ကသူ့ရဲ့ကင်းနောက်နီးပြူဟာအတိမိကုန်းဝင်းနဲ့အချက်ပြတဲ့အကြောင်းရှင်းပြနေတဲ့အချိန်ဖာလန်တို့ကတက်သစ်စာတိုင်းကိုလိုက်ရှာပေးမယ်မတွေ့ပဲကိုနဲ့မကွာစောင်းထားတာဖြစ်နိုင်တဲ့အတွက်ဝင်ကြီးလိုပေါ်ဖန်တီးပေးထားတဲ့လာမယ့်စစ်စင်ရေးကိုအတုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်လီဗန်ကတော့ဖာလန်နဲ့အစ္စဘယ်ကိုစိတ်ပူတဲ့အတွက်တိုက်တန်တွေကိုမတိုက်ခိုက်ဘူးတဲ့သူတွေအနေနဲ့စခန်းမှာပဲနေခဲ့ပြီးဒီစစ်စင်ရေးကိုသူ့တယောက်တည်းလိုက်သွားမယ်အကြောင်းပြောခဲ့လိုက်ပါတယ်ဒါပေမဲ့မော်ဂျီစီကကောင်းဝင်ဆိုတာမရှိရဲ့မြေရောက်လောကကိုပြန်မသွားခြင်းနဲ့ဖာလန်တို့ကလည်းလီဗန်ကိုတယောက်တည်းလှုပ်ဖို့စိတ်မချတဲ့ပြင်သူတို့ကိုယုံကြည်ပေးဖို့ပြောတဲ့အတွက်လီဗန်လည်း၃ယောက်အတူတူသွားဖို့လက်ခံလိုက်ပါတယ်အဲ့လိုနဲ့သူတို့ရဲ့ပထမဆုံးချိန်စစ်စင်ရေးမှာလွတ်လပ်တဲ့ဒတိုင်းပြင်းကိုထွက်လာခဲ့ကြပြီးအရန်တော်တဲ့စစ်သားပေါင်းများများစွာအစားခံခဲ့ကြရပေမဲ့တိုက်တန်တွေကိုတစ်ခါမှမမြင်ဘူးတဲ့သူတွေဖို့ဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာမသိပဲအပူဝင်မရှိပျော်ရွှင်နေကြတာဖြစ်ပါတယ်အဲ့ချိန်တိုက်တန်၃ကောင်ကအနားရောက်လာခဲ့ပြီးအဝင်ရဲ့စစ်ရေးပြူဟာအတိုင်းရှေ့ဆုံးအကောင်ကိုဖြည့်ရှင်းနိုင်ကြပြီမဲ့ဘသူစကားမှဂီယူမဆိုင်တဲ့လီဗန်ကတော့နောက်ကတစ်ကောင်ကိုပြန်လှည့်ပြီးဘင်းနေရဲ့အတွက်ဖာလန်နဲ့အစ္စဘယ်ကလည်းသူတို့အကိုကြီးနဲ့အတူတိုက်တန်တစ်ကောင်ကိုနှိမ်နင်းနိုင်လိုက်ကြပါတယ်
ပထမဆုံးစစ်စစ်ရေးမှတိုင်တန်တွေကိုတတ်နိုင်တဲ့သူဆိုတာမရှိသလောက်ရှားရဲ့အတွက်အဲအကြောင့်ပဲဘာလို့အာဝင်ကလီဗိုင်နိုကိုကင်းနောက်တက်တဲ့ဝင်စေခြင်းလဲဆိုတာနားလိုက်တော့ကြပြီမြဲအခုလိုနေရာမှာအမိန့်ကိုမနာခံပဲ gas တွေအများကြီးသုံးပြလိုက်တဲ့အတွက်တတိုင်းပြစ်မှာအဲ့လိုမလိုအပ်တဲ့လှုပ်ရှားမှုတွေအများကြီးလုပ်နေရင်မကြခင်အနေရကြားရောက်နိုင်တဲ့အကြောင်းအာဝင်ကသတိပေးခဲ့လိုက်ပါတယ်မိုးရိရွာလာတဲ့မြဖေပတ်ဝင်းကြီးကိုတိတ်ချမမြင်ရတော့တဲ့အချိန်အဲချက်ကိုအခွင့်ကောင်းယူပြီးအာဝင်ကိုရှင်းပြနိုင်မှုလီဗန်ကတခြားသူတွေမရိမ့်မိအောင်သူတယောက်တည်းအာဝင်အနားကိုကတ်သွားမယ့်အကြောင်းပြပြလိုက်ပါတယ်ဒီလောက်တာအောင်နေသူတို့၃ယောက်လုံးမြေပြင်ပေါ်မှာနေထိုင်ခွင့်ရမှာဖြစ်လို့လီဗန်ကဖာလန်တို့ကိုနောက်မှချန်ထားခဲ့လိုက်ပြီးအာဝင်ကိုတတ်ဖို့ထွက်လာခဲ့ပေမဲ့အနာကအပင်တွေကြားထဲမှာတန်တန်တွေရှိနေတာကိုတော့သတိမထားမိပဲဖြစ်လာခဲ့လိုက်ပါတယ်လီဗန်ရောက်သွားတဲ့အချိန်ရှေ့ကတက်သားတော်တော်များများတန်တန်တွေရောက်တိတ်ဆုံးနေကြပြီးမိုးရနေတဲ့အချိန်ဘာမှတဲတဲကိုပဲမမြင်ရမကြားရတဲ့ပြင်မိခိုးပုံးတွေလည်းအသုံးပြုလို့မရတာကြောင့်အဲ့ခါကျမှလီဗန်ကသူ့တန်တန်တွေနဲ့ဘေးချင်းရှင်လွဲသွားရမှရိမ့်မိလိုက်ပါတယ်တိတိကျကျနောက်ကိုပြန်လဲလာခဲ့ပြီမဲ့သူရောက်တဲ့အချိန်နောက်ပိုင်းတက်သားတွေကြားထဲမှာတန်တန်တကောင်နဲ့တူဖာလန်နဲ့အစ်စဘယ်တို့ရဲ့အပိုင်းပိုင်းပြတ်နေတဲ့ရုပ်လောင်းတွေကိုပဲတွေ့လိုက်ရပါတယ်အဲ့မြင်ဝင်ကြောင့်သူ့စိတ်ကိုထိန်းလို့မရတော့တဲ့လီဗိုင်နဲ့ဖာလန်တို့ကိုစားခဲ့တဲ့တိုက်တန်ကိုအဖက်ဖက်ကနေဒေါသတကြီးနဲ့အပိုင်းပိုင်းခုတ်ပစ်လိုက်ပြီးလီဗိုင်ရဲ့မြင်ဆန်လာတဲ့တက်ခိုက်ချက်တွေကြောင့်တိုက်တန်လည်းအစစ်စစ်အမောင်မှာဖြစ်သွားခဲ့ရပါတယ်သူ့ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်မောင်နှမလို့ချစ်ခင်ရတဲ့သူ့ရဲ့အဖွဲ့သားတွေတိတ်ဆုံးခဲ့ရတဲ့အတွက်လီဗိုင်နဲ့ဘာလို့မှဟန်ဆောင်မနေတော့ပဲအာဝင်ကိုတတ်ဖို့ကြိုးစားပြီးမြဲတကယ်တမ်းအာဝင်သိမ်းထားတဲ့စာရွက်စာတမ်းတွေကအတူကြီးဖြစ်တဲ့အပြင်တကယ်အစ်စ်တွေကတရားသူကြီးဇက်ကလေးစီကိုတော့ပို့ပြီးသွားပြီဖြစ်ပါတယ်အာဝင်ကလီဗိုင်တို့ကိုလိုပေါ်ခိုင်းခဲ့တဲ့ကိစ္စကိုလည်းသိနေခဲ့ပြီးမြဲတမင်မသိကြည့်အောင်စောင့်ထားခဲ့တာဖြစ်ပြီးလီဗိုင်ကလည်းသူချခဲ့တဲ့ဆုံးဖြတ်ချက်အကြောင်းကိုပြန်စဉ်းစားနေတဲ့အတွက်အာဝင်ကအဲ့ဒီအတွေးတွေကိုခေါင်းထဲကထုတ်ပြဖို့သတိပေးလိုက်ပါတယ်နောက်နောက်တရားဆိုတာရှေ့ဆက်ချရမယ့်အနာဂတ်ဆုံးဖြတ်ချက်တွေကိုဝေဝါးစေတဲ့ပြင်အဲ့လိုဖြစ်လာပြီးဆိုရင်ကိုယ်တိုင်အမှားမှန်ကိုတွေးဖို့ဆုံးဖြတ်ဖို့ကြောက်ရွံ့လာတတ်ကြတာကြောင့်တေချင်းတရားနဲ့တေချာပေါက်ရင်ဆိုင်ရမှာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်ဆုံးဖြတ်ချက်တစ်ခုရဲ့ရလဒ်ကိုဘယ်သူမှကြုံမသိနိုင်ပဲကိုရွေးချယ်လိုက်တဲ့အရာတိုင်းကနောက်ထပ်ဆုံးဖြတ်ချက်တွေအပေါ်ကိုတက်ရောက်မှုရှိနေမှာဖြစ်လို့ရွေးချယ်ခဲ့တဲ့အရာကိုဘယ်တော့မှနောင်နာမရပဲကင်းနောက်တက်သားအနေနဲ့သူ့နောက်ကိုဆက်လိုက်ခဲ့ဖို့အာဝင်ကပြောခဲ့လိုက်ပါတယ်အဲ့ဒီကစပြီး Twitter ဆရာဆိုလို့ဘာမှမရှိတော့တဲ့လီဗန်ကအာဝင်စမစ်နာကိုလိုက်ခဲ့တဲ့ပြင်ဆုံးဖြတ်ချက်တိုင်းကိုဘယ်တော့မှနောင်နာမရတော့ပဲသူ့ကိုယ်သူပဲယုံကြည်မလားအဖွဲ့သားတွေကိုပဲယုံကြည်မလားဆိုတာထက်အာဝင်ရဲ့အမိန့်တိုင်းကိုထမ်းရွက်ဖို့အသိရှိနေတဲ့သူတယောက်ကင်းနောက်တက်ရဲ့သူ့ရဲကောင်းတယောက်ဗိုလ်ကြီးလီဗန်ရဲ့လို့ဖြစ်လာခဲ့တာဖြစ်ပါတယ်ဒါကတော့အတက်ကုန်တိုက်တန် over အပိုင်းဖြစ်ပြီးနောက်ထပ်အပိုင်းတွေကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe တွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်